ဘာတရာရီအလိုဝဲမင်္ဂလာပါကျမအခုချက်ပြတ်မှာကကျတော့မိုးနဲ့ကစုံပေါ့နော်အရင်ဆုံးကျမစီတက်ပါမယ်ဟာကဲစီလေးပေါ့နော်အဆင်ပြေတယ်လို့လေးထည့်လို့ရတာပေါ့နော်စီတက်ပဲကျမစီချက်လေးသုံးထားတာပေါ့နော်စီချက်ကစင်တင်ရှိနေတော့โอเคစီလေးပူလာပြီဆိုရင်ကျမတို့အယောင်လှလှလေးလိုချင်တော့စနေမုတ်လေးထည့်ပါမယ်โอเคစနေမုတ်လေးထည့်လိုက်ပါပြီရှင်ဟုတ်တစ်ချက်လောက်ဆောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အမားစီလေးတက်ပြီးပြီဆိုရင်ကျွန်တော်တို့စက်သွန်ဖြူစက်သွန်နီညှပ်တီးစိမ်းလေးနဲ့ပေါ့နော်ထောင်စုံထဲမှာတက်ထောင်ပြီးတော့မှစီတက်ပါမယ်ပေါ့နော်ဒါကျတော့စီတက်တဲ့အစစ်မှာအချက်ပြုတ်လေးနည်းနည်းဝဒနာပါလို့ပေါ့နော်ရိုက်မိထားတာလေးကိုတင်တာပါနော်โอเคစက်သွန်လေးချက်လာပြီဆိုရင်ကျွန်တော်တို့မိုးချက်ပါမယ်မိုးဟင်းချက်သွားပါပြီမိုးကတော့ကျမတို့အဲ့ဒီစိုက်မိုးပေါ့နော်စိုက်မိုးလေးဝယ်စားတာပေါ့နော်ဒီကာလမှာကျတော့မိုးကမထွက်သေးဘူးပေါ့နော်မိုးကမထွက်သေးတော့စိုက်မိုးလေးတနက်စာလေးကြော်စားမယ်ပေါ့နော်โอเคကျမတို့မိုးကိုအရတာလေးဝင်အောင်တမအောင်မွေးမယ်မွေးပြီးတော့ကျမတို့အိုးပေါ့နော်တမမွေးပြီးရင်အိုးအဖုံလေးတစ်ချက်ဖုံမယ်ပြီးတစ်ချက်လောက်နေရင်တော့ကျမတို့ပစုံရွက်လေးထပ်ထည့်လိုက်မယ်ပေါ့နော်ပစုံရွက်စစိမ့်လေးစားချင်လေးဆိုလို့ကျမဂျာကြီးတော့မကြော်တော့ဘူးနော်အဲ့မှာထွက်လာတဲ့မိုးဟင်းရည်ကပေါ့နော်အရေခါကျတော့ကျမတို့ရေမထည့်ထားပါဘူးရှင်ဒါတိုင်းပဲမိုးနဲ့ကစုံရွက်နေထွက်လာတဲ့အရေနဲ့ပဲပေါ့နော်ရတာလေးပိုရှိတယ်သမင်းနဲ့နေလေပေါ့နော်โอเคပြီးရင်ကျမတို့ကရန်စားပေါ့နော်ကရန်စားမက်ခါတီးလေးတုံးထားပါတယ်မက်ခါတီးကိုလော်တယ်ပြီးတော့ထောင်းပြီးတော့မှမမွေးလေးစားချင်လို့ဆိုမက်ခါတီးလေးထည့်လိုက်တာပေါ့နော်မက်ခါတီးလေးထည့်ပြီးတော့တမအောင်မွေးမယ်တမအောင်မွေးလိုက်ပြီဆိုရင်ကျမတို့အကြိုက်ထားဆရာမလို့ရှင်တခါလေပြန်ချလို့ရတာပေါ့နော်အဲဆိုရင်ရတာရှိတဲ့မိုးဟင်းလေးပေါ့နော်ကျမတို့ကရန်ချက်စားနေကြမိုးဟင်းလေးရပါပြီရှင်အလုံးကိုကျေးဇူးတင်ပါတယ်သတိပါတော့